ငိုးနေပြီရောက်နေမလေးကွာဒီလိုမင်းကလေးမျက်ရည်ကြအောင်လှုပ်เสียလားစီမြူနီယာငါတို့မှစိတ်မကောင်းဘူးတခုလှုပ်ပါဦးစီမြူနီရဲ့အဲ့လိုဟာလေးတွေမျက်ရည်ကျနေတာမလိုချင်ဘူးကွာနော်ဟယ်လိုအားလုံးပဲမင်္ဂလာပါဖူဘောမချန်ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်ဒီနေ့ကတော့အာဆင်နယ်နဲ့အက်တလက်တီကိုမက်ဒရစ်တို့ရဲ့ကျွန်တော်ဒါချန်ပီယံစ်လိဆီမီဖိုင်နယ်ဒုတိယကြောရှင်မဲ့ကစားမဲ့ပွဲကိုဝက်ချလောင်းလောက်သွားမှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒါညီကတို့ဘလူးမင်းရတဲ့ဒီပွဲမှာဆိုလို့ရှိရင်ဘလူးရလက်တွေထွက်ပေါ်လာမလဲဘယ်တင်းကကျွန်တော်ဒါနောက်တစ်ဆင့်ကိုကျွန်တော်တက်သွားမလဲအက်တလက်တီကိုပေးထားတဲ့ရှေ့မှာပဲစီမြူနီပဲပေါက်လေးကိုပေးထားတဲ့ဘေဘီအက်တလက်တီကိုဂျူလီယန်အေဗာရက်စ်ဘိုးလုံးပေါ်တဲ့ရောက်နေတလုံးဆိုတလုံးချက်ချင်းရောက်လာတာအက်တလက်တီကိုကတလုံးချက်ချင်းရောက်လာတာမလီရိုက်စီကနေပြေးသွားတာဟေးတီးလားအဇီရလာတယ်ခင်ဗျာကလာဖျူရီပဲလန်ကန်ပြီနည်းနည်းအရန် excited ဖြစ်သွားပြီးတော့ကန်ချက်နော်အဝေးကနေလန်ကန်မှုကျူးပန်းတာဘားပေါ်မှာတော်တော်ကြော်သွားတယ်နော်ဒေးဗစ်ရာယာ what a ball ဒေးဗစ်ရာယာ what a pass ဒေးဗစ်ရာယာနော်ဒီကပေးထားရဲ့ Skelly ပဲပြတ်သေးတယ်ခင်ဗျာ Skelly ပဲပြတ်သေးတယ်ခင်ဗျာပြည်တံပေါ် Louis Skelly ဆွဲထားတယ်မင်းအဲ့ဒါနက်သွားတာနော် Skelly နက်သွားတာမဟုတ်ရင်မင်းတိုင်ပတ်မှာနော်ဒီကောင်ပြန် Skelly ဆွဲလိုက်လို့နော် Skelly ဆွဲလိုက်လို့နော်ဒီကောင်သိလားနော် Skelly ဆွဲလိုက်လို့နော်သိလားနော် Skelly ဆွဲလိုက်လို့နော်မဟုတ်ရင်မင်းအဲ့လုံးကတော်တော်အန်ဒီရများရင်နော်သွားမှာနော်မလီအေးမင်းတော်ကန်ကောင်းတာနော်မလီတော်ကန်ကောင်းတာဒီမှာရှိနေတဲ့ Julian Alvarez ပဲEver ထိုးပေးထားသေးတယ် Griezmann ပဲချိုးပြီး baby ဂိုးသမားပိုက်ပြန်ပြီးအက်တလက်တီကိုပဲပေါက်ချက်မှာဂိုးလုံးပေါ်တဲ့ရောက်နေမင်းအက်တလက်တီကိုကစားတာကောင်းနေရောက်နေနော်အက်တလက်တီကိုကစားတာကောင်းနေနော် Griezmann လို့နော်မင်းတော်ကန်ကောင်းတာနော်တော်ကန်ကောင်းတာမင်းဒီကိုကလည်းမတလုံးဆိုနော်တိုက်စစ် attack သွားတယ်မတလုံးဆိုတလုံးနော်မလေးကိုဝေးထားသေးတယ်ကောင်းသေးတယ်ခင်ဗျာစာကပေးရမီဟောဗျာကန်ဂါဘရီယယ်လုတ်မန်းကားတဲ့ရှူတော့မာတယ်ခင်ဗျာအဲ့လိုပြောလို့တယ်မင်းတကယ်ပြောတာနော်ကြာနော်အဲ့လိုဖြစ်စေချင်လို့ပြောတာမဟုတ်အဲ့ကောင်တော်တော်ညံ့တာတကယ်ပြောတာပထမကြော့တော့ငါရောသိလားမင်းတော်တော်ညံ့တာလုတ်မန်းလေ Rice ပဲခင်ဗျာဘောလုံးနဲ့သူဆွဲလာ Rice ပဲ Griezmann ကိုကြော်ဘလို့နေတယ် Rice ပဲကြော်လာသေးတယ် Griezmann ကိုRice ပဲခင်ဗျာပုံပေးတာပြန်ပြီအက်တလက်တီကိုဘလော့ထားသေးတယ်ခင်ဗျာဒေါင်းကန်ပေါ်အာဆင်နယ်ရပါမယ်အက်တလက်တီကိုအတွက်တော့တော်တော်ကိုအမှောင်မိုက်ဆုံးခိုက်ခဲ့နေလို့ပြောရမလားခုနကလည်းစာကာညံ့လို့မင်းသိလားဒေါင်းကန်ပေါ်ကနော်ပလန်တွေကဟုတ်နေတာမင်းအာဆင်နယ်ကလော့ဗာလေ short pass တွေသွားနေတယ်ထိုးပေးတာရဲ့ Skelly ပဲ Skelly body ကာထားတယ် Skelly ချိုးပြန်ပြီဘယ်သူမှရှိမနေဘူးခင်ဗျာဂါဘရီယယ်ပဲနောက်ကိုပြန်ပြီးတော့ပေးထားသေးတယ်ဆာလီဘာထိုးပေးထားသေးတယ်ဘောက်ချဲမှာပဲဆာလီဘာပဲမပေးထားသေးတယ်ဘယ်သူမှရှိမနေဘူးများအက်တလက်တီကိုရဲ့ဘက်ကအာဆင်နယ်ဘက်ကsorryအက်တလက်တီကိုလက်ပြပေါ်ကျွန်တော်ရပါမယ်စကယ်လီကောင်းတယ်ခင်ဗျာစကယ်လီဒီမှာရှိနေတဲ့လုတ်မန်းပဲအိုက်ကောင်မှားတော့မှာအေးငါလုံးတော့2ယောက်3ယောက်လိန်သွားသေးရငါလက်မအော်ဘလက်စီပြန်ရောက်သွားတယ်ခင်ဗျာအာဆင်နယ်တွန်းထားသေးတယ်အော်ဘလက်ပဲလေမပေးထားသေးတယ်မလီအော်ဘလက်ရေးတမင်းတကယ်အကောင်နော်တကယ်ကောင်အော်ဘလက်ကမင်းရာယာစိတ်ဝင်သွားတာသိလားနော်ရာယာစိတ်ဝင်သွားတာပြောရင်းဆိုရင်အက်တလက်တီကိုပဲညာချမ်းမှာရလာပြီပေါက်ထဲကိုပေးထားသေးတယ် Griezmann ထိုးပေးထားသေးတယ်ချိုးပြန်ပြီပိုက်ထားသေးတယ်လက်ကန်ပြီပေးထားသေးတယ်ပေါက်ချက်မှာအာဆင်နယ်ကောင်းသွားတယ်လူကျွန်းနေတယ်ခင်ဗျာအော်ဘလက်ကသူ့ကိုသူရာယာထင်းနေတာအမေပေးလိုက်တယ်အမှန်ကန်တော့အော်ဘလက်ကငါ Griezmann ကယ်မယ်အောင်းမေးနေတာအဲ့လုံးကိုငါ Griezmann ကယ်မယ်ထင်းနေတာအဲ့လုံးကို Griezmann ဆုံးဖြတ်ချက်မှားသွားတယ်အဲ့လုံး Griezmann အဲ့လုံးဆုံးဖြတ်ချက်မှားသွားတယ် Griezmann အိုက်လုံးဆုံးပြချက်မှားသွားတယ် Griezmann crosser ပဲနောက်ကိုပြန်ပေးထားရတယ်ခင်ဗျာဟောဗျကန်လေးဂိုးသမားမိသေးတယ်ခင်ဗျာအော်ဘလက်ကန်မှာသွားသေးတာတောက်လျှောက်တန်မြန်သွားတယ်ရောက်ကြီးနော်အက်တလက်တီကိုပဲ Griezmann ပဲခင်ဗျာထပ်ပြီးတော့ခုတ်တင်ပေးလိုက်ပြန်ပြီဒီဘက်ချက်မှာရှိနေသေးတယ် Julian Alvarez ဒါပေမဲ့လို့ Arsenal ကကျွန်တော်တို့ဆာလီဘာကောင်းတားသွားတယ်ခင်ဗျာဆိုလို့ရှိရင်တော့ကွင်းထဲမှာအက်တလက်တီကိုပရိသတ်တွေကပို့ပြီးတော့စုညင်တဲ့တွေကိုပို့လုပ်ပြနိုင်နေတယ်အာဆင်နယ်ပရိသတ်တွေကတော့အမှန်ကန်အားပေးပြီးမှခဏနားတယ်ပေါ့ဗျာနော်ထရော့ဆာပဲခင်ဗျရလာပြီပေါက်ချဲမှာပဲလဲနေတယ်ဒန်လူကြီးတော့မပေးဘူးတဲ့ခင်ဗျဒန်လူကြီးတော့သူ့ရှိမှမပေးဘူးတဲ့အဇီပဲပေါက်ချဲမရှိ Rice လန်ကန်ပြီဒန်လူကြီးကတော့ကျွန်တော်တို့ဒါပင်နယ်ဒီကြည်အောင်မဲတဲ့ဗျာတော်တော်အန်ရီများတဲ့ challenge မျိုးကိုလုပ်ခဲ့တာဒန်လူကြီးတော့မပေးဘူးတဲ့တော့ pass ပေးထားရင်ခင်ဗျအဇီပဲစာကာပေါက်ချက်ကိုရောက်လာပြီစာကာပေါက်ချိန်မှာပဲ Rice
nice အိုးရှိမှာဘလော့ထားသေးတယ်ချင်းထုတ်ထားသေးတယ်အက်တလက်တီကိုပဲကန်ချက်ကမဲအဲ့နေရာမရှိကန်မှာဟိုဘလော့သွားလို့သိလားဂျယ်ရီရှင်းထုတ်ထားပြီးမဲ့လို့အာဆနယ်စီရောက်တယ်ခင်ဗျာအန်စီပဲဖြတ်ထားသေးတယ်အက်တလက်တီကိုဒါပဲရှုပ်ချက်တွေခတ်နေတယ်ခေါင်းတိုင်းရှင်းထုတ်ထားသေးတယ်နော်မန်အန်စီပဲခင်ဗျာအန်စီပဲနောက်ကိုပြပြီးတာပြတ်သွားပြန်ပြီလိုက်နေသေးတယ်ဆာလီဘာကောင်းသွားတယ်ခင်ဗျာဆာလီဘာကောင်းသွားတယ်လက်ဒီကိုကတော့ပိုတူလိုအပ်ရင်541နေနဲ့ Yo Grace ပေါက်ပြန်ပါပဲအားစလေ Trosa ဝဲစာကဂိုးသွားပြီဆယ်သမားတို့ရေဝန်စီပါလူကျွန်းတောင်းနေပြီမဲ့လေလို့ကျွန်တော်တို့လက်ရှိမှာတော့လူမကျွန်းပါဘူးခင်ဗျာအာဆနယ်ရဲ့ဘက်ကတော့ဥဆောင်ကိုရသွားပါပြီဘူကာယိုဆာကာပါကျွန်တော်တို့အင်ဂျူရီပြဿနာကနေပြန်လာပြီးတောက်လျှောက်ဆိုသလိုခြေသွမ်းပြနေတဲ့ဘူကာယိုဆာကာလက်ရှိမှာတော့အာဆနယ်အတွက်ကျွန်တော်တို့ဥဆောင်ကိုတွင်းနိုင်ခဲ့ပါပြီထရော့ဆာကောင်းသွားတာနော်ထရော့ဆာကောင်းသွားတာ1-0ပါဆက်သမားတွေနော်လူကျွန်းလားမကျွန်းဘူးထင်တယ်နော်လူမကျွန်းဘူးထင်တယ်သိလားနော်မင်းစီမျိုးနီတောင်မှမင်းကွန်ပလင်းမတက်ဘူးဆိုမင်းအဲ့ဒါလူမကျွန်းလို့ပဲသိလားနော်တောက်လျှောက်ဒီကောင်လေးနော်တောက်လျှောက်ဒီကောင်လေးနောက်မှာပိတ်နေတာလေးသိလားနော်ဒီကောင်လေးတောက်လျှောက်နောက်မှာပိတ်နေတာနော်လူမကျွန်းပါဘူးဘာမှတော့ပြန်ကြည့်တာမရှိ1-0ပါဆက်သမားနော်အာဆနယ်1-0ပါကာယူဆာကာဒီကဲတဲ့ဖူလမ်နဲ့ပွဲမှာလဲဂိုးသွင်းတယ်လို့အခုလည်းပဲကျွန်တော်တို့ဒါဂိုးသွင်းတယ်ပေါ့ဗျာဗီဒီယိုခရက်စ်ကောင်းတာနော်ဗီဒီယိုခရက်စ်တော်တော်လှုပ်တာဒီမှာအာဆနယ်ဥဆောင်ကိုရတင်ပါတယ်ဒီကောင်လေးကအက်တလက်တီကိုတဲ့အများကြီးပူကောင်းနေတော့အက်တလက်တီကိုကတော့ကြောက်နောက်မှာပိတ်နေတာသိတယ်မလားနော်ငါတို့တွေနော်ပင်နယ်ဒီသွားကြမယ်နော်ငါတို့တွေပင်နယ်ဒီသွားမယ်ကွာငါတို့ရအောင်ပိတ်မယ်ကွာဆိုတဲ့ပုံစံမျိုးလေးနော်အာဒီတာဖြစ်ကွင်းနဲ့ဝင်ကောင်းမယ်အာဒီတာမလေးဆာလီဘာကောင်းလိုက်တာသေးတယ်မာပြီဆာလီဘာမာတာရောက်နေရေဘာမကိုးဘူးပြထားလေအက်တလက်တီကိုကဒါလည်းမကိုးဘူးရောက်ရေစီမီယိုနီကတော့ပင်နယ်ဒီတောင်းနေတယ်ဒန်လူကြီးကတော့ပင်နယ်ဒီမပေးဘူးတဲ့ဆာလီဘာမာတာရောက်ရေးပထမပိုင်းကောင်းတာတွေပြောနေလို့ရှိရင်ဆာလီဘာမာတာဟိုတောင်းကန်ဘောရောက်နေရေးဆာလီဘာမလီဒီမြောက်တိုက်ချပေးလိုက်တာဦးဒီကောင်ကတော့သူကတောင်းကန်ဘောဘာပင်နယ်ဒီလိုချင်တာတဲ့ပင်နယ်ဒီတောင်းကန်ဘောတဲ့တကယ်တောင်းကန်ဘောမဟုတ်ဘူးနော်အဲ့ဒါသိလားဒီကောင်ထိတာဝဲကြလာပြီကောင်းတာရှင်းလောက်ထားသေးတယ်ဒရာယာပဲမာဒီလေကဂရစ်မန်ဒီဘွဲတာတိုင်ပတ်နေတာတန်ပြန်ပြ rice ပဲတဲ့ကြောက်ဆွဲလာတဲ့ rice ပဲ your grass ဘလော့ထားသေးတယ်ဂရစ်မန်ပဲအာဆနယ်နောက်မှာကျွန်တော်တို့6ယောက်လောက်ရှိနေတယ်အက်တလက်တီကိုကတော့4ယောက်ပဲရှိရခင်ဗျာကိုပီထားသေးတယ်ခင်ဗျာပေါက်ထဲမှာရောက်လာပြီဖူပြီးချိုးပေးထားသေးတယ်အာဆနယ်ဘလော့ထားသေးတယ်ခင်ဗျာyour grass ပဲပေါက်ထဲကိုပေးထားတယ်ကာလာဖီယိုရီကောင်းရကာလာဖီယိုရီပဲအာဖြတ်တာခံလိုက်ရသေးတယ်ခင်ဗျာနှမျောစရာဒီမှာရှိနေတဲ့ Griezmann ပဲ baby booby Griezmann ပဲအိုးဒိုင်မင်ထိုးလို့တဲ့ Griezmann ဒိုင်မင်ထိုးတာတဲ့ David Raya save သွားလို့ရအောင်ရေးသီးလား Griezmann တော့ penalty လိုချင်နေတာအမဲလို့ तू ကဒိုင်မင်ထိုးတာပူပြီးတော့ဟွာဖြစ်သွားတယ်โอ้ကာလာဖီယိုရီကထိတယ်ဒါပေမဲ့ဂါဘရီယယ်ပြည့်ရန်ဘောပေးတာလားမသိဘူးပြည့်ရန်ဘောဆိုရင်တော့โอเคဒါပေမဲ့ကာလာဖီယိုရီကဂရစ်မန်ကိုမိတယ်နော်အိုးကာလာဖီယိုရီကထိရနော်သိလားဒါပေမဲ့လို့ဂါဘရီယယ်ကိုဖောင်းတာပေးတာထင်တယ်ဂရစ်မန်ဟန်ဆောင်တာမဟုတ်ဘူးထိတယ်အိုးဒိုင်လူကြီးကသွားကြည့်တော့မှထင်တယ်ဂရစ်မန်ကိုပြောပြနေတယ်အလက်ဇန်နာဆာလော့ကိုထည့်တယ်ရအောင်ကြီးနော်လုကမန်ကိုထုတ်လိုက်ပြီထင်တယ်ရလာပြန်ပြီအိုဒီကာအိုးကန်ကျက်မြောက်တက်သွားတယ်ခင်ဗျာကန်ကျက်မြောက်တက်သွားတယ်ရောင်ကြီးအဲ့လိုတူးရတာနော်မင်းပရူဘောလုံးဆိုတာမင်းအဲ့လိုတူးရတာနော်အဲ့လိုခန္ဓာကိုယ်ကြီးတွေငါတို့သူကြည်သွားမှာနော်အော် Griezmann ပဲကံဘူးလုံနေသေးတယ်ပေါက်ထဲမှာပဲရှင်းထုတ်ထားသေးတယ် Griezmann မင်းပြောလို့တယ်ပြောဒီဘက်တော်တော်ညံ့နေတယ်နော် Griezmann သိလားအသက်ကတော့ကြီးပြီပဲပြောရင်ဒီဘက်တော်တော်ညံ့နေတယ်ကြာနောက်ပေါက်နဲ့ချပေးထားသေးတယ် Laurent ပဲခင်ဗျာ Laurent ပဲပေါက်ထဲမှာရှိနေတယ် Laurent ပဲဖြတ်ခံထားရသေးခင်ဗျာ Arsenal ပဲရသေးတယ်ခင်ဗျာ Arsenal ပဲပေါက်ထဲမှာပဲရှင်းထုတ်ထားသေးတယ်ခင်ဗျာအာဆနယ်ရှင်းထုတ်ထားတဲ့လက်ပြေပေါ်အာဆနယ်တော့ပူပြီးတော့ကျွန်တော်တို့ဒါဖိခင်လာပြီးရောက်နေရေးနောက်ထပ်လဲဦးမယ်ရောက်နေ Alex Pena တို့ကစားမကြီးလဲမှာ Griezmann ကိုထုတ်တော့မှာ Griezmann ထုတ်မှရမှာ Griezmann မရဘူးဒီကောင်းတော့မလုံနိုင်သေးဘူးဘာလို့ရှိကိုပြောရင်းဆိုရင်ထိုးပေးလိုက်ပြန် Henkel ပြေပဲခုတ်ဒီပေါ်ပေးလိုက်ပြန်သေးတယ်အိုးအဲ့လုံးကြီးဘလို့ငါဝင်သွားပြီအောင်းမနေတာအိုးပြောင်းရေး what a pass bro Henkel ပြေအေးအောင်ရေးမအဲ့လုံးကြီးမကူကွာငါကိုးပြီးအောင်မင်းနေတာ
ကြည်အောင်အိုးမင်းအများကြီးမဟုတ်ဘူးနော်မင်းအဲ့တကူပြီးသွားရင်ပွဲရပြီးသွားပြီအက်တလက်တီကိုတိုက်မင်းကြိုက်တဲ့လောက်တိုက်ပြီလားဒီကောင်ကြီးမဝင်တော့ဘူးအော်မနိုင်တော့ဘူးပြောတာအိုးရောင်ကြီးအာကောင်းလိုက်တဲ့ chance ရောင်ကြီးဗီဒီယိုခရက်စ်ကောင်းနေတယ်ခင်ဗျာဗီဒီယိုခရက်စ်ကောင်းနေတယ်ခင်ဗျာဒီဘက်ကျမှရှိနေသေးတယ်ထရော့ဆာပဲခင်ဗျာထရော့ဆာပဲရှေ့ကိုပေါက်ထားပြီးသေးတယ်ဗီဒီယိုခရက်စ်ပဲခင်ဗျာကိုလုံးဘောလားတောင်းကန်ဘောလားတောင်းကန်ဘောအာဆင်နယ်ရမယ်ခင်ဗျာမိုလီနာပဲထိုးပေးထားသေးတယ်ပေါက်ထဲမှာလော်ရန်တီချိုးပြန်ပြီပေါက်ထားသေးတယ်ဒေးဗစ်ရိုင်ယာကောင်းသွားတယ်ခင်ဗျာရိုင်ယာချူပေးထားသေးတယ်အောင်းတိုက်ချထားပေးသေးတယ်အက်တလက်တီကိုပဲလဲမှာရှိနေသေးတယ်ခင်ဗျာအလက်စ်ဘော်အီနာပဲထိုးပေးထားသေးတယ်ပေါက်ထဲမှာပဲလော်ရန်တီလန့်ကန်ပြီကိုသမားကျွန်တော်တို့ဘောနော်ဒါမိတယ်ခင်ဗျာအာငိုးနေပြီရောက်နေအာအော်မလေးကွာစီမြူနီရဲ့တခုလောက်ပါဦးစီမြူနီတခုလောက်ပါဦးမင်းဒီလိုမင်းကလေးမင်းမျက်ရည်ကြအောင်လှုပ်เสียလားစီမြူနီရငါတို့မှစိတ်မကောင်းဘူးတခုလောက်ပါဦးစီမြူနီရဲ့အဲ့လိုဟာလေးတွေမျက်ရည်ကြနေတာမလိုချင်ဘူးကွာနော်အာမင်းအက်တလက်တီကိုဘက်ကိုတော့မှမင်းငါနည်းနည်းဟွာဖြစ်ချင်လာပြီနော်မွေးကလေးကအက်တလက်တီကိုအားပေးလာတာကွာသိလားနော်အက်တလက်တီစီမြူနီရဲ့အဲ့လိုဟာလေးမျက်ရည်ကြအောင်မင်းမို့လို့ရတယ်ကွာငါလုံးမစီမြူနီဒိတ်ရွယ်မရှိတဲ့စီမြူနီကွာပြောလို့သာပြောတာအဲ့ကောင်ပူပြီးရမစိုးဘူးသီလားကစားတာလေးတွေဟာပြောရင်ဆိုရင်တီယာဂိုအယ်မန်တာရလာပြန်ပြီအလက်စ်ပွေနာပဲအလက်စ်ပွေထိုးပေးထားသေးတယ်အလက်ဆန်နာဆာလောချိုးကန်နဲ့ရောက်နေရတကယ်ကောင်ကြီးရောက်နေရချိုးကန်တယ်တကယ်ကောင်သီလားတကယ်ကောင်ဘန်ဝိုင်ရှိကိုခုတ်တင်ပေါ်ပေးထားရကောင်းသေးတယ်မဲလို့ချိုးကန်တာတွေရောက်အတိုက်စစ်မှုတဲ့ချိုးကန်တာသီလားကန်တော့မာတယ်တကယ်ကောင်နေနော်အက်တလက်တီကိုကနော်ဘလို့အုံနောက်တွေနဲ့ကစားကြရတယ်မသိဘူးနော်မင်းလူတွေကြီးတော့ဘောက်ထဲရတော့မှမကူးတာမင်းအဝင်းကနေလန့်ကန်တာတယ်သိလားတကယ်ကောင်နေအာဆင်နယ်ကတော့ပြောနေမှာသိလားအက်တလက်တီကိုနဲ့ကန်တာအာဆင်နယ်တော့ပြောနေမှာပဲနော်တကယ်ကောင်နေမင်းကလေးမအောင်မျက်ရည်ကြောင်လုပ်တဲ့ကောင်နေမင်းတို့ကောင်နေဘိုးလုံးပေါ်အာဆင်နယ်ရပါမယ်အော်ဗျာငိုနေကြပြန်ပြီ please စီမြူနီ please ငိုနေရပြန်ပြီဟိုပဲအက်စပန်ညိုလာလေးတွေအာစီမြူနီနဲ့ငါနဲ့တော့တွေ့ပြီပဲသိလားစီမြူနီနဲ့ငါနဲ့တော့တွေ့ပြီပဲဒီမှာခုနကတယောက်ကဲဆယ်သမားတွေလက်ရှိမှာတော့ပွဲပြီးသွားပါပြီအာဆင်နယ်ကတော့ကျွန်တော်တို့ချန်ပီယံစ်လိဘိုလူဝဲကိုကျွန်တော်တို့အာဒီယာရဲ့လက်အောက်မှာကျွန်တော်တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်အက်တလက်တီကိုမက်ထရီကိုကျွန်တော်တို့2-1ဆိုတဲ့ရလဒ်နဲ့နိုင်ပြီးတော့ကျွန်တော်တို့ဘိုလူဝဲကိုအာဆင်နယ်ဟာရောက်ရှိနိုင်ခဲ့ပါပြီအက်တလက်တီကိုကတော့ဒီတိုင်းပဲလှည့်ပြန်ခဲ့ရတယ်